မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ထုံးစံအတိုင်းပေါ့နော်ဘဝမှာမောတွေဖြည့်စေဖို့အတွက်ကျွန်တော်ရည်စရာမောစရာဟာတာလေးတစ်ပုဒ်နဲ့ပြန်လည်ပြီးတော့မှတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟာဟဲ့အောင်မီးရှာနေတာငါဟုတ်တယ်မင်းလည်းတရွာလုံးပတ်နေငါခွေးတယ်ဘာမှမမသိဘူးကွာမင်းမသွားမေးတော့လဲဘာမှမသိငါမင်းလိုက်မင်းနေတာတရွာလုံးနဲ့နဲ့ပြန်ဟဲ့အုံးတိုင်းတယောက်ဘယ်မလဲဆိုတော့လည်းမပြောဘူးခုမင်းကိုဒီကမှလာမင်းဘာလို့များတယ်ငါများနေရဒီမမြင်ဘူးဒီပါတယ်တကယ်ကြီးကမင်းရတယ်ဒါလေးမင်းတယ်ကျောင်းတဲ့စိတ်ဆိုးကြအကန်ရှိတယ်ဟုတ်မင်းမင်းကငါများတယ်မြင်ရတဲ့လည်းပဲခြေတော့ကလည်းဘုံဘုံလုပ်တယ်ဒုက္ခလည်းဟိုဒဲလောက်လည်းလှမ်းပြစ်သေးတယ်ဟုတ်လားမင်းကငါးတွေကိုချောက်နေတယ်လို့ဖြစ်နေတယ်ကွာဟာတကယ်ကြီးကွာဒီရေလေးကိုဒါလေးလောက်တာမင်းအဲ့လောက်စိတ်ဆိုးစရာလို့လားမင်းအဲ့လောက်လုံးတော့ဒီဆောင်ငါးတွေကဘယ်လိုလုပ်ရမှာလဲဟာမင်းတို့ကြက်တဲ့ကောင်မင်းဟာဒီရေလေးကိုဒါလေးလောက်လိုက်တာဘာဖြစ်သွားလို့လဲမင်းရလေတကယ်ကြီးကိုကွာဒါလေးပြောတဲ့ကိစ္စညနေရောက်မင်းတော်ရောက်မင်းနဲ့ငါလည်းစကားပြောတာကြက်တော်ကြက်တယ်ဟဲ့ဟိုကြိတ်မပေါင်းနဲ့ကွာမပေါင်းဘူးကွာဟဲ့သွားမယ်မပေါင်းဘူးကွာမင်းရောက်မင်းတို့ကောင်တော့မပေါင်းဘူးရောက်ခဲနဲ့ထူသွားတယ်ငါလန့်သွားကြဟဲ့ငါကွာကြောင်မဟုတ်ဘူးမီနဲ့ခေါ်တော့ဘယ်ငါပြန်လာမလဲကွာဘာလဲဘာလို့လာပြီနောက်တယောက်ငါများနေရမြင်ရတဲ့မင်းကလေတီကောင်ရေးစနေတာကွာမင်းကလည်းငါလာပြီးစောက်ရမတိုက်နဲ့ငါမြင်တယ်မင်းတီကောင်ရေစုတ်တယ်မင်းအဲ့ဒါငါ့ကိုတက်ဆောက်ရတိုက်တက်ဆောက်ရတိုက်တာမင်းတက်ဆောက်ရတိုက်တာလောက်နေအဲ့ဆိုနေမင်းကဲဆရာနဲ့တပည့်တော့ပိတ်ရင်လောက်တာတော့ share ပဲပေါ့နော်ဘာလဲဆိုချိန်တီးရအပေါ်နဲ့အောက်နဲ့မားပြီးတော့ပြောတာလေကဲကျွန်တော်နဲ့တူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ချိန်တီးမြင်လားချိန်တီးမြင်နေဆရာဟာချိန်တီးနော်ဟုတ်ကဲ့မြင်နေဆရာဆရာချိန်ကြီးတွေ့ပြီချိန်ကြီးနှလုံးဖြစ်နေတာဘယ်လုံးနဲ့လောက်အောင်မလို့ဟာဟိုမှာမင်းအောင်မှာမင်းကူအောင်မှာကြည့်လားဟုတ်ကဲ့ဆရာချိန်ကြီးအပေါ်မှာလားဖြစ်ရတယ်လို့ကွာ